Hello ဒီနေ့ကတော့မေတို့ရင်ဘက်ကသွားခဲ့တဲ့ဘကူရိုးမှန်တော်တွေကဒါကြောက်ညက်ရဲ့ပတ်တူလေးပဲဖြစ်ပါတယ်ဒါကတော့မေတို့ပထမဝင်မဲ့ဒါလမ်းကြောတစ်ခုပေါ့နော်ဒီလမ်းကြောလေးကပို့ပြီးတော့ကျင်းတယ်ပို့ပြီးတော့လှတယ်ဒါပေမဲ့အဲ့ဒီမှာကတစ်ခုတ်နေရရှိရတဲ့အတွက်ကြောင့်မလို့ရှင်းလင်းနေရရှိရတဲ့အတွက်ကြောင့်မလို့ဒါမေတို့ကနောက်တစ်ဖက်ကိုလမ်းကြောတစ်ဖက်ကိုသွားမယ်ပေါ့နော်အမှန်တော့ဆောနာကတွေးခဲ့တဲ့နေရာလေးကပို့ပြီးတော့လှတယ်ပေါ့နော်ဒီမှာတက်ကြတဲ့အချိန်မှာ तू ကတောင်ပေါ်တက်ရတာလည်းရှိရယ်ပြန်ပြီးတော့ရှူပြီးဆင်းရတာလည်းရှိရယ်ပေါ့နော်မြေကြီးတွေမှာကဒါရေကြီးတွေရှိရတဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်လေးတော့တတိထားရတယ်ပေါ့နော်စစတက်တော့ဆိုလို့ရှိရင်လေပလက်လန်ပြီးလဲကြတော့မလို့ပေါ့နော်ကင်မရာကတစ်ဖက်ဆိုတော့ဒါတည်တည်ချာချာလေးတက်ကြရတယ်ပေါ့နော်တကယ်လို့တောင်တက်တဲ့အခါဒီလိုမျိုးသွားတဲ့အခါမျိုးကြလို့ရှိရင်အဓိကဖက်နှက်ကရေးကြည့်တယ်ပေါ့နော်ဖက်နှက်ကိုတည်တည်ချာချာလေးရွေးချယ်ဖို့တော့လိုအပ်ပါတယ်တက်ပိုင်းကိုလေတော်တော်မက်ကြီးတက်လိုက်ရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့မောတယ်ပေါ့နော်ဒါတော့မှအားကစားလုပ်တာတဲ့အရှိန်ရှိခဲ့သူပေါ့နော်ဒါအနောက်မှာကြံခဲ့တဲ့သူတွေအများကြီးရှိသေးတယ်အဲ့ကြံခဲ့တဲ့သူတွေကိုလည်းဒါပြင်မြင်ပြီးစောင့်နေရသေးတယ်ပေါ့နော်ဒီလမ်းပြအကူက तू ကနည်းနည်းလေးရှောဆောက်တို့ချော်လဲမဲ့နေရတယ်ဆိုပါလို့ဆိုလို့ရှိရင် तू ကနည်းနည်းစောင့်ပြီးခေါ်တယ်ပေါ့နော်ဒီနေရာကိုဝင်လိုက်တော့အရင်လှတော့လေဟိုးမှာမောခဲ့သမျှအမောတွေကအကုန်အမောပြေပေါ့နော်ကင်မရာထဲမှာထက်အပြင်မှာအဆက်တရာပူပြီးလှတယ်ပေါ့နော်အဲ့ဒီမှာဘာလို့တယောက်နဲ့တယောက်စောင့်နေကြတာလဲဆိုတော့လမ်းပြသွားတဲ့အတိုင်းပဲဒါလမ်းညွန်ပြီးတော့သွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စင်ဒီနဲ့တွေ့မှာဆိုလို့ပါ။အဲ့ဒီမှာစင်ထိန်းတဲ့ကလေးတွေလည်းပါလာတယ်ပေါ့နော်။လမ်းပြသူပြတယ်ပေါ့နော်အဲ့ဒီနေရာကိုတက်တဲ့အဲ့ဒီပုံမှာတက်ပုံဗီဒီယိုရိုက်လို့အရန်လှတယ်ဒါပေမဲ့အပြန်ကြတော့ကျမတို့တက်လိုက်တယ်ပေါ့နော်အဲ့ဒီနေရာကြီးကတော်တော်မြင့်တယ်အဲ့ဒီမှာကျမမြားထိုးပြထားတယ်ပေါ့နော်အဲ့ဒီနေရာတော်တော်မြင့်တယ်ပြန်လာတော့ကျမတို့တက်တယ်တက်တော့ဘာဖြစ်လာလဲဆိုတော့မျိုးမဲဆွဲလာတယ်ပေါ့နော်ဒီနေရာဆိုတာလေတအားလှပြီးတော့လေတအားကိုစိမ့်ဆိုပြီးတော့ဒီကြောက်တွေကရင်းကြီးတွေသာရှိပေမဲ့လေလုံးဝမချုံเนาะအဲ့ဒီကြောက်တွေကလုံးဝတက်လို့ရတယ်စောစောနာမီပြခဲ့တဲ့အဲ့ဒီနေရာမှာမျိုးကုတ်ကတ်တော့အဲ့ဒီကြောက်တွေကရင်းကြီးတွေနဲ့ချောမှာဆိုတော့လုံးဝမချုံလုံးဝအဲ့ဒီအပုံရောက်သွားပြီးတော့ကြောက်တွေကကြောက်ကျန်းပုံစံမျိုးတွေပေါ့နော်ပြီးတော့အဲ့ဒီဗီဒီယိုကလစ်ကမပါလာဘူးဘာဖြစ်လို့ဆိုတော့အဲ့ဒီအချိန်မှာမိုးသားရွာတယ်မိုးရွာနေတဲ့အချိန်မှာအဲ့ဒီပုံတက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကကျမတို့ရေတကုံကိုသွားတဲ့လမ်းပေါ့နော်ဒီနေရာလဲတော်တော်လေးလာတယ်တဘာဝနဲ့တွေ့လို့ရတယ်ဖားနဲ့တွေ့လို့မရရတယ်မလေးအဲ့လိုများလေကြားလာတယ်မသိအရင်ကဟာပြတော့တော့ဟာဒါလက်ကျူပါစေနော်ဆောက်လမ်းပြကျမတို့ထင်သေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုကျမမသွားနိုင်တော့ဘူးဒီခီးကိုမလိုက်နိုင်တော့ဘူးမတက်နိုင်တော့ဘူးသူထင်လို့ပေါ့နော်အမှန်တော့သူလက်ပေးတဲ့အချိန်မှာကျမဆွဲလိုက်တာကိုကအားကစားလုပ်တဲ့သူဆိုလက်တွေကဒါတန်တော့သူကပြန်ပြီးပြုတ်ကျလာတယ်ပေါ့နော်အဲ့တော့ကျမဒါ
ဒါအတန်နဲ့မထင်ဟာဘူးတဲ့သူကြည်ရတာနဲ့ ခဏလေးနော် ကဲဒါကတော့နောက်ဆုံးနေရပါတော့အဲ့ဒီမှာဟဲဟိုးပေါ်တက်လိုက်လို့ရှိရင်အဲ့ဒီမှာရေတခွန်ရှိရပေါ့နော်ဒီမှာကျွန်မပြရတယ်အဲ့ဒီရေတခွန်လေးရှိရအပြင်မှာရန်မတရားလှတယ်ပြီးတော့အဲ့ဒီဟာကိုကျွန်မဆင်းတော့ပြုတ်ကြတယ်ပေါ့နော် ဟုတ်တယ်ခင်းနေရဆိုရင်ထဲအတင်လာလို့ပျောက်လာလို့တခါတည်းကသူကစားပလိုက်မယ် မွတ်တက်တဲ့တဲ့ အဲ့ဒီနားမှာလည်းထိုင်နေနေဖင်တိုင်းရဲ့လေတကချော်လဲပါသေးတယ်ကဲဒါကတော့ပြန်ပြီပေါ့နော်ပြန်တော့လေဒီလမ်းကြောင်းမှာပဲပြန်တော့မိုးရွာနေပြီကျမတို့နေရာကိုပြန်ရောက်တာ7နှစ်ခွဲနေပြီပေါ့နော်10နာရီမထိုးခင်လောက်တည်းတတ်တာပေါ့နော် ဆိုရိုင်းလေအဲ့ဒါ ဒါကတော့ကျမတို့သွားတဲ့ package ရဲ့ထဲမှာပါတယ်ထမင်းကျွေးရပေါ့နော်ဒီလိုလေးကျွေးပါတယ်ဒီမှာဒါချက်ပမာချက်ရယ်စေးရိုးနဲ့ကမွန်းချင်ရွက်နဲ့ကြော်ရိုင်းငပိထောင်လေးရယ်ဆန်ရပူပူလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ရှင်ဖက်ရွက်ကလေးနဲ့စားရတာလေတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်ဘာနဲ့မှမလဲနိုင်ဝဲရတာကိုယ့်အိမ်မှာကိုချက်စားရင်လည်းဒီရတောင်ပြန်ပြီးတော့မရနိုင်ဘူးပေါ့နော်ဒါအကုန်လုံးခီးပန်းပြီးတော့စားနေတောင်းနေကြတာပါကဲတမင်စားပြီးတော့ဒါ coffee လေးတစ်ဖြတ်ပေါ့နော် မရရင်ရတာရားပါတယ် ဒါတော့အဖွဲတစ်ဖွဲလမ်းပြောင်းနေလို့ပေါ့နော်အဲ့ဒါကိုစောင့်နေရပါတော့စောင့်နေနေကျမတို့3ယောက်ရတာဖြောပြတင်ဆက်မှုပေါ့နော်ကဲဒါကတော့လူဆုံးပြီဆိုတော့ရေကူးဖို့အတွက်ရဲမှန်ချောင်းကိုသွားနေရပါလမ်းလျှောက်ပြီးသွားရတယ်ပေါ့နော်အဝေးကြီးပဲရဲမှန်ချောင်းကိုရေကူးဖို့အတွက်ရောက်ပါပြီဒီအငွေ့တွေထွက်နေရတော့အဲ့ဒါမီးသွေးဖုတ်နေတာပါတဲ့နော်ချောင်းကိုရောက်ပြီဆိုတော့ဒါရေကူးဖို့လုပ်တယ်ပေါ့နော်ရေကလေတစ်တော်တွေကနေဖြတ်လာတာဆိုတော့သူကနည်းနည်းတော့အနံ့ရှိရေပေါ့နော်ပြီးတော့နည်းနည်းလေးရှားပါတယ်တကယ်လို့တွားကျင်တယ်ဆိုလို့ရှိရင်ကာခွဲဆေးတွေပါထိုးပြီးမှသွားပါတကူကြီးတကားသုံးရမယ့်ပစ္စည်းတွေယူသွားပါဆေးတွေပါစောင့်သွားပါနော်ကျမပြောအောင်မယ်ဒါကျမတို့ရဲ့လမ်းပြပေါ့နော်သူ့ရဲ့မာဆေကိုတစ်ချက်ရှိုးဂျင်ထရိနာတွေနားတာပဲတာပေါ့နော်သူများတွေကတော့ရေကိုပုံကနေတိုင်းကနေကွဲကနေကူးနေတဲ့အချိန်မှာကျမကတော့ဟိုငုတ်တင်ငုံပေါ့နော်ပြန်တော့မယ်အဓိကနေပြန်ထွက်လာတော့ရန်ကုန်ညဘက်8 နာရီလောက်ပြန်ရောက်ပါတယ် Thank you for watching see you next video bye bye တဒါ